ဒါဆိုရင်လည်းကျွန်တော်တို့က D1 ကနေထုတ်ပေးထားတယ်ကျွန်တော်တို့51.2 volt 100 AH high voltage battery ကိုကျွန်တော်တို့12လုံးသုံးပေးထားတယ်အများဆုံးဒီ battery BMS control power ဟာကျွန်တော်18လုံးထိအသုံးပြုလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်သူက12လုံးရှိတယ်12လုံးဆိုရင်ကျွန်တော်တို့က CG သွဲထားတာဖြစ်တဲ့အတွက်ဒီကောင်တစ်လုံး51.2 volt နဲ့ total voltage DC voltage က600ကျော်ဝန်းကျင်မှာရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်600ကျော်ကိုဒီအပေါ်က battery combiner ဘောက်ကနေမှာကျွန်တော်တို့ control လုပ်ထားတယ်ဒီတစ်လုံးလုံးဒီတစ်လုံးပဲဖြစ်စေဂျားတွေကအလုံးပဲဖြစ်စေဘယ်လုံးပဲဖြစ်စေအဲ့ဒါတက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီအပေါ်ကကောင်ကဘယ်လုံးကဖြစ်ပါလဲဆိုတော့အဲ့ဒါမျိုးကိုရှာဖွေဖော်ထုတ်ပေးပြီးတော့ inverter ဘက်ကိုပေးထားတဲ့စနစ်ကိုသူကဖြတ်ပေးထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ battery combiner ဘောက်ကနေမှတစ်ဆင့်ကျွန်တော်တို့ကဒီ inverter ကိုpower ပေးထားတာဖြစ်ပါတယ် inverter ဟိုမှာဆိုနေကျွန်တော်ဒီ magnetic core တွေကိုကြာနာနာပေါ့နော်ကြာနာနာတေတက်နဲ့ကျွန်တော်တို့ rule and regulation နဲ့အညီတေချာနှစ်ပတ်ဆိုနှစ်ပတ်ပေါ့နော် two loop ဆိုလဲ two loop ပေါ့နှစ်ကွင်းဆိုနှစ်ကွင်းပတ်ပြီးတော့တေချာတက်ဆင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်တစ်ချက်ပြောချင်တာကဒါဆိုရင်လည်းဒီ ESS ကပေါ့နော်ဒီကောင် black body နဲ့ဟာလာ boss W ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တစ်ချက်ကြည့်ပါမယ်ဒီမှာဆိုရင် DC voltage က649ကိုရှိပါတယ် SOC က 100% လက်ရှိကတော့အပြည့်နေရပေါ့နော်ဟိုကျွန်တော်ဒီမှာဆိုရင်လည်းလက်ရှိ current ကအဝင်ပဲရှိရင်ရှိဖို့များတဲ့အထောက်ကတော့မရှိဘူးဒါဆိုရင်တော့ total energy ပေါ့မှာက hour နဲ့သူဖော်ပြထားတယ်အဲ့တော့ဒီမှာကျွန်တော် OB တို့ဘာလို့ကျွန်တော်ဒီမှာ test တွေကိုသူကမလုပ်ထားလဲဆိုတော့လူတိုင်းထိလို့ဂိုင်းလို့မရအောင်လုပ်ပေးထားတယ်ပြီးကြမှာဒီနားကိုလာရိုက်ရတယ်ပေါ့နော်ဒီမှာဆိုရင် password က1 2 3 4ဆိုပြီးတော့ရှိတယ်ပြီးရင်အတားနိုင်မယ်ပေါ့နော်1 2 3 1 2 3 1 2 3ပေါ့နော်အဲ့တော့ inverter မှာဆိုတော့ဟို battery reset တို့ပါဆို1 2 3ကိုတောင်းတယ်ဒီမှာတော့1 2 3သွားတယ်ပေါ့နော်အဲ့တော့ voltage ကဒီမှာလက်ရှိက649တဲ့ကျွန်တော်ကားတဲ့နေရာလားဆွမ်းနာပြောထားပြီးသားဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ BMU number ဆိုတာက battery unit တွေကိုပြောတာပေါ့နော်အဲ့တော့ဒီမှာ12လုံးရှိတဲ့အတွက် BMU က12ပေါ့ဒါ auto configuration နဲ့သွားတာကျွန်တော်တို့ကဘာမှ tracing လုပ်စရာမလိုဘူးဒါ monitoring ဘိုင်းကိုပဲဦးစားပေးတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ setting ပြောင်းလဲချိန်ရတာပြုရတာမရှိဘူးအဲ့ဒါဖြစ်ပြီဆိုရင်ဘယ်လုံးကဖြစ်တယ်ပေါ့နော် E program ဖြစ်တာလား ultimate protection ဆိုတဲ့ကောင်ဖြစ်မလားကျွန်တော်တို့ current SAMP error ဆိုတဲ့ကောင်ဖြစ်မလားဒါတွေပေါ့နော်သူနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ဒီ error တွေချင်းစီကိုသူကပြောပြပေးမှာဖြစ်ပါတယ် mini လေးလင်းပြီးတော့ fault ကိုရှာဖွေဖော်ထုတ်ပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ other fault တွေပေါ့နော် temperature များလို့လားဟာလား BMS configuration မကောင်းလို့လားအကုန်လုံးသူဖော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်တို့ကွက်မယ်ပေါ့နော်ထောက်မယ်ပေါ့ရပြီဒါဆိုရင်တော့ကျွန်တော်ဒီ DC voltage 649ကြီးက inverter ကိုကျွန်တော် drive ခိုင်းထားတဲ့ voltage ဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ battery မှာဟာလာသူ rule and regulation နဲ့အတိုင်းဟာလာအကျိုးတွေကိုမိမိရထိမိတက်ဆင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ inverter ဘက်ကိုတစ်ချက်သွားကြည့်ရအောင်